အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မြို့ကိုဖြစ်ပါတယ်ယနေ့ဖြစ်ပျက်နေတဲ့အရှိလေပိုင်းရဲ့စီရေးတင်းမာမှုတွေဟာကမ္ဘာမြေပုံပေါ်ကနေရာကွက်ကွက်လေးတွေမဟုတ်ပဲကျွန်တော်တို့အားလုံးရဲ့နေ့စဉ်လူနေမှုဘဝပတ်စံအိတ်ကက်တွေထဲမှာပါရိုက်ခတ်မှုတွေရှိလာနေပါတယ်ဘသူကမှန်တယ်ဘသူကမှားတယ်ဆိုတာအထက်ဒီဖြစ်ပျက်တွေနဲ့ပတ်သက်ပြီးကမ္ဘာစီးပွားရေးအခြေအနေဘယ်လိုပြောင်းလဲသွားမလဲဆိုတဲ့အရှိတရားကိုပဲကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်ပွဲဆိုတာအသွားနှစ်ဖက်ပါတယ်ဓားလိုပါပဲလက်ရှိအမေရိကန်အစ္စရေးနဲ့အီရန်တို့ကြားကအခြေအနေတွေဟာကမ္ဘာစွမ်းရည်ကဏ္ဍကိုအဓိကချိန်ချောက်နေပါတယ်အထူးသဖြင့်ကမ္ဘာရေနံလမ်းကြောင်းဖြစ်တဲ့ဟော်မုတ်ရေလက်ကြားပေါ်ကစိုးရိမ်မှုတွေမြင့်တက်လာတာနဲ့အမျှရေနံဈေးတွေကလည်းမတည်မငြိမ်ဖြစ်လာနေပါတယ်ဒါတွေမကပါဘူးကမ္ဘာရေးရမတည်ငြိမ်တဲ့အခါရင်းနှီးမြှုပ်နှံသူတွေကစိတ်ချရတဲ့ဒေါ်လာ USD ကိုပဲအားကိုးလာကြပါတယ်ဒါကြောင့်ဂျပန်ယန်းငွေတန်ဖိုးအပေါ်မှာ PR တွေရှိလာနိုင်ပြီးဂျပန်ကိုတင်သွင်းရတဲ့ကုန်ကျန်းစရိတ်တွေတက်လာတာနဲ့အမျှကျွန်တော်တို့ရဲ့နေထိုင်မှုစရိတ် cost living ကလည်းမြင့်တက်လာနေပါတယ်ဒါပေမဲ့ဓာတ်ရဲ့နောက်တစ်ဖက်မှာတော့အခွင့်အလမ်းတွေရှိနေပါတယ်ဂျပန်နိုင်ငံဟာကုန်စည်စီးဆင်းမှုမပြတ်တောက်အောင်နှီးမျိုးစုံနဲ့စ조사နေတာကြောင့် logistic ကုန်စည်ပို့ဆောင်ရေးကဏ္ဍမှာလူအင်အားပုံမလိုအပ်လာပါလိမ့်အထူးသဖြင့်2024-2025ဂျားကာလနဲ့2026အစပိုင်းမှာကြုံတွေ့နေရတဲ့ driver ရှားပါးမှုပြဿနာကိုဖြေရှင်းမှုဗီဇာပိုင်းဆိုင်ရာဖြည့်လျှော့မှုတွေဟာကျွန်တော်တို့မြန်မာနိုင်ငံအတွက်မြန်မာလူမျိုးများအတွက်လည်းအခွင့်အလမ်းအသစ်တွေဖြစ်လာနိုင်ပါတယ်။ဒါအပြင် cyber security နဲ့ digital နည်းပညာပိုင်းရင်းနှီးမြှုပ်နှံမှုတွေပိုများလာမှာပြောက်ကျွန်တော်တို့ဘက်ကသာအရေးချင်းတွေကိုကြိုတင်ပြင်ဆင်ထားမယ်ဆိုရင်ဒီလိုင်းလုံးကြီးကြားမှာအောင်မြင်အောင်ခုခတ်နိုင်မှာပါ။ညီကုန်းချုပ်ရရင်ကဘာကြီးရဲ့အခြေအနေတွေကိုကျွန်တော်တို့ပြောင်းလဲလို့မရပေမဲ့ဒီအပြောင်းလဲကြားမှာကျွန်တော်တို့ဘယ်လိုရှင်းသန်နေထိုင်မလဲဆိုတာကတော့ကျွန်တော်တို့ရဲ့လက်ထဲမှာရှိပါတယ်အခြေအနေတွေကိုမျက်ခြေမပြတ်စောင့်ကြည့်ရင်ကျွန်တော်တို့ရဲ့ကိုယ်ပိုင်အရေးချင်းတွေကိုမြင့်တင်ထားဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်လက်ရှိဒီခြေတွေနဲ့ပတ်သက်ပြီးညီကိုတို့ရောဘယ်လိုအမြင်ရှိကြလဲ comment မှာဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါတယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက်မှပြန်လည်ဆုံတွေ့ကြတာပေါ့